လွမ်းเสียရှိလို့ကျွန်တော်မအားသေးကြောင်းပြောလိုက်မိပါတယ်လွမ်းเสียရှိလို့ကျွန်တော်မအားသေးကြောင်းပြောလိုက်မိပါတယ်တတိယစိတ်ကလည်းလူကိုတည်စေတတ်တာပဲရာမှအလကားမရဘူးကိုသစ္စာမေတ္တာစီရင်တော့မျက်ရည်ကကျမှာပဲမပြည့်စုံခြင်းတွေကတင်ပေးတယ်ရောက်ရအရက်မှာရအောင်ရက်ဖို့အရင်လူကိုရွဲ့ပြီးတွဲတာပါတဲ့ဟုတ်ကဲ့နှစ်ဝင်သွားပါတယ်အကြောက်တရားဆိုတာသိလာပါတယ်အမလီငါတို့ဘယ်တော့မှပြန်မတွေ့ကြတော့ဘူးနော်မချစ်တာမုန်းလို့မှမဟုတ်ပဲကွယ်ကောင်းလေးကြီးငါလည်းမင်းလိုပါပဲတေချာချိန်ပြီးပြစ်တဲ့ငှက်ကိုအကြိမ်ကြိမ်လွဲချော်ဖူးတာပေါ့စွန့်ပစ်ခံရခြင်းတွေမှာငါတို့ပါဝင်တက်ဝင်လှုပ်ရှားခဲ့ကြမေတ္တာဆိုတာပြီးမှညမှာပါချစ်ရဲ့အတိကတော့မင်းမပြီးလဲငါရတယ်အိမ်မက်ကအစကျမ်းမာပါစေကွယ်